မင်္ဂလာပါရှင်။လိုက်စား TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေကြိုဆိုလိုက်ပါရရှင်။ February 22 ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမခွန်မန်ဂျလာကနေပြီးတော့တင်ဆက်ပေးပါမယ်။စစ်ကော်မရှင်ကစစ်ပွဲဖြစ်ပွားခြင်းမရှိတဲ့ KIO အစိုးရထိန်းချုပ်ရာနေရာတွေကို February 22 ရက်နေ့နဲ့22ရက်နေ့တွေမှာဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေကြောင်းသိရပါတယ်။ KIA တပ်မဟာကိုအနောင်ပါဘက်မှာလည်း February 22 ရက်ညမှာတရားဦးကနေတက်လာတဲ့ Jet Fighter နဲ့ဘုံ၅ကြိမ်ကြေချတိုက်ခိုက်မှုပြုလုပ်သွားကြောင်းသိရပါတယ်။ KIA တပ်မဟာရှိဒေတာထိုင်ရာယံဘက်မှာလည်း February 22 ရက်နေ့ကလေယာဉ်နဲ့ဘုံ၂ကြိမ်ကြေချတိုက်ခိုက်မှုပြုလုပ်ကြောင်းသိရပါတယ်ရှင်။ထိုင်ရာယောင်မှာ February 18 ရက်နေ့ကလည်းစစ်ကော်မရှင်တပ်ကကြက်လေရင်နဲ့ဘုံနှကြိမ်ကြေချခဲ့တာကြောင့်ဒေသခံပြည်သူ2ဦးအသက်သေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့တာတွေရှိခဲ့ပါတယ်။ KIA တပ်ရင်17နေမြေအတွင်းမှာလည်း February 22 ရက်နေ့ကလေရင်နဲ့ဘုံ9ကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး KIA တပ်မဟာ3ဒေသမဘာပဘက်မှာလည်းလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။လိုက်စာမြို့အနီးပတ်ဝန်းကျင်မှာလည်း February 20 ရက်ညကတရုံနဲ့ဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ February 20 ရက်နေ့မှာလည်းမြစ်ကျနာမြို့မှာမပခကပြစ်လိုက်တဲ့လက်နက်ကြီးကြောင့်မြစ်ကျနာစီတာပူရက်ကွက်ကနေအိမ်9လုံးထိခိုက်ပျက်စီးပြီးပြည်သူ2ဦးဒဏ်ရာရကြောင်းသိရပါတယ်ရှင်။တိုက်ပွဲကြောင့်ထပ်ပြေးတင်းရှုံနေတော့ဖက်ကမရှိကထုံမှပြည်သူများ၏နေများမှာအဖိုးတိုင်ပစ္စည်းများကိုစီကော်မရှင်တပ်မှဝင်ရောက်ခိုးယူမှုများပြုလုပ်နေကြောင်းဒေသခံများ၏ပြပြချက်အရာတီးအားပါတယ်စစ်ကော်မရှင်တပ်ဟာမရှိကထုံစုတောင်းတောင်ဘက်တွင်စီရင်အလုံးအရင်များဖြင့်ထိုးစစ်ဆင်မှုများပြုလုပ်နေပြီးတိုက်ပွဲများဖြစ်ပွားလာမည်ကိုစိုးရိမ်တာကြောင့်ပြည်သူများထွက်ပြေးတင်းရှောင်နေကြရတာဖြစ်ပါတယ်နေရစွန့်ခွာထားခဲ့တော့စစ်ရှောင်ပြည်သူများ၏နေအိမ်များမှာအဖိုးတန်ပစ္စည်းများကိုစစ်ကော်မရှင်တပ်မှကားများဖြင့်တေးယူနေမှုပြုလုပ်နေကြောင်းသိရပါတယ်။ဘက်ကမရှိကထော်အနီးတစ်ဝိုက်တွင်စစ်ကော်မရှင်တပ်များနဲ့ KIA ပူးပေါင်းတပ်များစီရေးလှုပ်ရှားမှုများပြင်းထန်နေပြီးတိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်တာကြောင့်ပြည်သူများသတိနှင့်နေထိုင်ကြရန်သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများမှမိတ်ဆွေထားတာဖြစ်ပါတယ်။မုံငင်းမြို့နယ်အင်းတော်ကြီးဒေတာမိုင်းနောင်ကျေးရွာရှိရှစ်တန်းမှ12တန်းကျောင်းသားများနဲ့ရပ်ရွာအတွင်းရှိလူငယ်များကိုအာဆီယံအေစစ်တင်တန်းကိုတက်ရောက်ရမည်ဟုအတည်အကျလက်မှတ်ထိုးခိုင်းကြောင်းဒေသခံပြည်သူများထံမှသိရပါသည်။ပြီးခဲ့တဲ့ February 18 ရက်နေ့ကမိုင်းနောင်ကျေးရွာဘူဒေကုံရက်ကွက်လူကြီးအိမ်တွင်တအိမ်တယောက်မလာမနေရအစည်းအဝေးခေါ်ပြီးအာဆီယံအေတပ်တွင်တအိမ်တယောက်စင်မှုမထမ်းမနေရဆိုပြီးအတည်အကျလက်မှတ်ရေးထိုးခိုင်းကြောင်းသိရပါတယ်ရှင်။မိုင်းနောင်ကျေးရွာလုံတုံကျေးရွာနမ်မွန်းကျေးရွာရှိဒေသခံပြည်သူအချို့ရဲ့အိုးအိမ်များကိုဖျက်ဆီးပြီးဒေသခံပြည်သူတွေရဲ့ပစ္စည်းဥစ္စာများကိုယူဆောင်တွားပြီးမိုင်းနောင်ကျေးရွာရက်ကလူကြီးများနဲ့အဆီယံအေတပ်များပူးပေါင်းပြီးကျေးရွာအတွင်းရှိပြည်သူများရဲ့အိမ်ချမ်းများထဲထိရှေ့တူးနေကြတယ်လို့မိုင်းနောင်ကျေးရွာရှိအမိမဖို့လို့တူပြပြချက်အရာတရားပါရရှင်။နတ်စင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။